အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုယ့်ရဲ့ပေါ့နော် next relationship partner ကိုနောက်ထပ်တွဲမဲ့တွေ့ပြမဲ့လူနဲ့ပေါ့နော် single လေးတော့ပေါ့နော် relationship တမလေးတွေကတော့ဒီဟာလေးကိုကြော်သွားပေးပါရောင်ပြီးတော့မကြည့်ပါနဲ့ပေါ့နော်ဆိုတော့ဒီဟာလေးကကိုအနေနဲ့ကိုနောက်ထပ်တွေ့ပြမဲ့လူနဲ့ပေါ့နော်လက်ရှိမှာတွေ့ပြီးပြီလားမတွေ့ရသေးဘူးလားပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးဒီ oracle cards လေးနဲ့ပေါ့နော်ရွတ်စုံလုံးလေးကြည့်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ 5 1 2 3ဆိုပြီးတော့ကြည့်ပေးမှာပဲဖြစ်ပါတယ် So dear pine 1 pine 2 and pine 3 so pine 1 pine 2 and pine 3ဘောနော် pine လေးကိုကြည့်ပြီးရောရွေးချယ်လို့လည်းရတယ်ကိုယ်စိတ်ထဲမှာရှိတဲ့နံပါတ်4နဲ့ပေါ့နော်ရွေးလို့လည်းရတယ်1 2 3ဘုံမို့ရှင်ကိုအနီးနားမှာတွေ့တဲ့နံပါတ်4တစ်ခုနဲ့လည်းရွေးလို့ရတယ်ပေါ့နော်totally depends on you ပါဆိုတော့ဒီဟာလေးက pine 1 သမားရဲ့အနေနဲ့ကိုနောက်ထပ်တွဲပြမဲ့လူနဲ့တွေ့ပြီးပြီလားဆိုတော့ maybe ဆိုရဲကပ်လေးကိုတွေ့ရပါတယ်ဆိုတော့ဒီမှာပေါ့နော်ဘယ်လိုမျိုးခံစားမိလဲဆိုတော့ဒီဖိုင်ဝမ်သမားလေးရာပေါ့နော် next relationship partner เนี่ยတွေ့ပြီးနေပြီပါလူချင်းတွေ့ပြီးနေပြီဒါပေမဲ့ကိုယ့်ရဲ့စိတ်ကိုအာရုံထဲမှာ तू မရောက်သေးဘူးဆိုတဲ့ပုံစံမျိုးမှမြင်ရဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးရင်းရဲ့ဆက်ဆံရင်မဟုတ်ပဲနဲ့လူကပေါ့နော်တွေ့ရုံတော့ဘယ်လိုပြောရမလဲဒီတိုင်းနည်းနည်းပပလောက်ပဲပေါ့နော်ကိုယ်စိတ်ထဲမှာတော့မမှတ်မိနိုင်တော့တဲ့အနေအထားမျိုးပဲရှိရလူတယောက်လို့ပြောလို့ရတယ်တွေ့ရတော့တွေ့ပြီးနေပြီပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲစိတ်ထဲကိုလည်းမရောက်ခဲ့ဘူးသလိုအရန်ကြီးလဲဘယ်လိုပြောရမလဲစိတ်ဝင်စားခဲ့ဘူးတာဘာညာလဲမရှိတိတ်ပြီးတော့ကွာအဲ့လိုမျိုးစိတ်ထဲမှာမထည့်မိရဲ့လူမျိုးလို့ပြောလို့ရတယ်ဆိုတော့သူနဲ့ကပေါ့နော်မကြခင်တွေ့ရမယ်ဆိုတဲ့ဟာမျိုးလေးမကြခင်ပေါ့နော်ဘယ်လိုပြောရမလဲ connection တွေပေါ့နော်ပို့ပြီးတော့တိုးလာတော့မယ်ကိုယ့်ရမှာ social circle တဲ့ဟိုပေါ့နော်တစ်ဖက်လွယ်ရောက်လာရမယ်ဆိုတဲ့ပုံစံမျိုးလို့လည်းမြင်ရပါတယ်ဆိုတော့ pine 2 သမားလေးတွေတော့ပေါ့နော်တွေ့တော့မလားဆိုတော့တွေ့ပြီးပြီလားဆိုတော့ yes တွေ့ပြီးပါပြီပေါ့နော်ကို့အနေနဲ့ဒီကိုနောက်ထပ်တွဲပြမဲ့လူနဲ့ပေါ့နော်တွေ့ပြီးနေပြီနောက်ပြီးကို့အနေနဲ့ဒီ pine 2 သမားလေးတွေမှာပေါ့နော်တချို့တဝက်တွေကပေါ့နော်လူမျိုးဘယ်လိုပြောရမလဲအနေထားတစ်ခုတောင်ရောက်ပြီးနေပြီဆိုတော့ပုံစံမျိုးလေးမြင်ရပါတယ်တယောက်နဲ့တယောက်လိုမျိုးနည်းနည်းလေးကျူတာမျိုးတွေ flat တာမျိုးတွေဒါမျိုးတွေပေါ့နော်တစ်ဖက်နဲ့လှုပ်ပြီးနေတဲ့အနေထားမျိုးလေးတောင်ရှိရသူတွေတွေ့ရတယ်ပေါ့နော်ဒါတချို့တဝက်ပါတချို့ကတော့ဒီဆက်ဆံရေးတစ်ခုပေါ့နော်တိဆောက်ထားရဲဆိုတာမျိုးမြင်ရပါတယ်ဆိုတော့တစ်ဖက်လူကကိုယ့်ရမှာဘဝထဲမှာရှိနေပြီ social circle မှာရှိနေကိုအနားမှာရှိနေပြီဆိုတော့ sorry ပါကိုနားမှာရှိနေပြီဆိုတဲ့ဟာလေးပေါ့နော်ကက်လေးပဲဖြစ်ပါတယ်ဆိုတော့ pine 3 သမားလေးပဲဆိုတော့ pine 3 သမားလေးရနေပါအောင်နဲ့မရောက်သေးဘူးပေါ့နော် next relationship partner နဲ့မတွေ့သေးဘူးကိုနောက်ထပ်တွဲပြမဲ့လူနဲ့မတွေ့သေးဘူးကိုအနေနဲ့နည်းနည်းစောင့်ရအောင်မယ်ပေါ့နော်ဒီတစ်ဖက်လူကကိုစီကိုလာမဲ့လမ်းမှာပဲသူ့ရဲ့မ life မှာရှင်းစရာရှိရရှင်းနေတဲ့အနေထားပေါ့နော်တချို့ ready မဖြစ်သေးတဲ့အနေထားမျိုးလေးမှမြင်ရတယ်ကိုတိုင်းလည်းပေါ့နော် ready တချို့တွေကပေါ့နော် ready မဖြစ်သေးတဲ့ပုံစံမျိုးလေးကိုမြင်ရပါတယ်ဆိုတော့ခဏလေးစောင့်မှုတော့လိုပါသေးတယ်ဖိုက်3သမားလေးတွေကပေါ့နော်စောင့်မှုလိုပါသေးတယ်အေးစေးစေးလေးစောင့်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့ကိုယ့်ဘက်ကလည်းရှင်းစရာရှိရလေးကိုရှင်းထားမယ်ဆိုလို့ရှိရင်ဒီနေ့မှသူနေကပေါ့နော်ဒီကြပါလေးကြုံတွေ့ရမှာပါဆိုတော့ဒါကတော့ next relationship partner ပေါ့နော်တွေ့ပြီးပြီလားဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးရဆိုတော့လေး oracle cards လေးနဲ့ကြည့်ပေးရပါဆိုတော့ဒီ next relationship partner နဲ့ပတ်သက်ပြီးပေါ့နော်တစ်ဖက်လူကဘယ်လိုပုံစံမျိုးလဲ generally ဘယ်လို characteristic မျိုးလဲစိတ်ထားဘယ်လိုရှိလဲဒါမျိုးတွေနဲ့ပတ်သက်ပြီးtarot ပေါ့နော်ကြည့်ချင်နေဆိုရှင်ကျွန်မစီမှာ package number ဟိုပါပေါ့3 package number 3ဒီ2000 package လေးနဲ့လာပြီးတော့မေးလို့ရပါတယ်ရှင်ဆိုတော့ဒါ next relationship partner ကိုအကြမ်းမြင်ပေါ့နော်ကြည့်ပြီးရ package လေးပဲဖြစ်ပါတယ်ဆိုတော့အားလုံးမသိချင်နေဆိုလို့ရှိရင်အမြန်လာပြီးတော့မေးလိုက်ပါရှင်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye မှာနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်ဒီနေ့အခုလည်းဒီဗီဒီယိုလေးကလည်းတိုးသွားတဲ့အတွက်ကြောင့်မလို့ sorry ပါရှင်ဒါလေးကတော့ပေါ့နော်ဗီဒီယိုအတိုးလေးပဲမြန်လေးပေါ့နော်အကောင်လုံးလည်းအကြာကြီးပြောနေလို့ရှင်
နားမထောင်ပြလောက်ဘူးတင်လို့ပေါ့နော်မြင်မြင်ဆန်ဆန်နားထောင်ပြီးတော့မြင်မြင်ဆန်ရတာဗီဒီယိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုလုပ်ဖြစ်တာပါအားလုံးပဲဘိုင်ဘိုင်ပါ